ဂင်းနစ်စံချိန်တင်သွားမယ့်အိန္ဒိယကမက်ဆီရုပ်ထုကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လေယိုနယ်မက်ဆီယာဂုဏ်ပြုခြင်းတွေအားလုံးနဲ့ထိုက်တန်တဲ့ထိပ်တန်းကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်မက်ဆီယာကမ္ဘာပေါ်မှာဘယ်ကစားသမားတစ်ယောက်ကမှရယူနိုင်ခဲ့ခြင်းမရှိသေးတဲ့စံချိန်တင်အောင်မြင်မှုတွေကိုအသင်းလိုက်ရောတကူတော်အနေနဲ့ပါရရှိပိုင်ဆိုင်ထားပါတယ်မက်ဆီယာမကြသေးခင်ကပဲမေဂျာလိမှာအောင်မြင်မှုအကြီးကျယ်ရရှိခဲ့ပါတယ်မက်ဆီယာအင်တာမိုင်ယာမီကိုဦးဆောင်ပြီးမေဂျာလိစူပလာကြီးကိုပထမဆုံးကျင်ရယူနိုင်ခဲ့တယ်လို့မေဂျာလိရဲ့ MVP ကိုလည်း200တီစက်တိုက်ရရှိခဲ့ပါတယ်ဘောလုံးအားကစားဝါသနာရှင်ပရိသတ်များအတွက် iPad ခွင့်ရှိကိုဖိုက်3လုံးမြင့်နဲ့ Wish ပဲများကိုဝေချေးစိတ်ချတာနဲ့ Viber နံပါတ်399 458ခွင့်တစ်တီ Coalition မှာစော်ကားနိုင်ပါပြီဖြစ်ပါတယ်ခင်ဗျာမက်ဆီယာနောက်ရသည့်တင်မစတင်ခင်အနားရနေတော့ဒီဇင်ဘာ23မှာအိန္ဒိယနိုင်ငံကိုဂုတ်တိုးအဖြစ်လာရောက်လည်ပတ်မှာဖြစ်ပါတယ်။မက်ဆီယာဒီခီကိုတငယ်ချင်းတွေဖြစ်ကြတဲ့လူးဝစ်ဆွာရက်စ်၊ရိုဒရီဂိုဒီပေါ်တိုနဲ့အတူလာရောက်မှာဖြစ်ပြီးဇနီးတဲ့အန်တိုနီလာလည်းအတူလိုက်ပါလာမယ်လို့သိရပါတယ်။မက်ဆီကဒီခီစဉ်မှာအိန္ဒိယနိုင်ငံကဝန်ကြီးချုပ်ပါဝင်ထိပ်တန်းခေါင်းဆောင်တွေနဲ့တွေ့ဆုံနှုတ်ဆက်သွားမှာဖြစ်ပြီးဟိုင်ဒရာဘတ်၊ဒေလီနဲ့မွန်ဘိုင်းတို့မှာအလဲပတ်လျှောက်ကြည့်မယ်လို့သိရပါတယ်။အိန္ဒိယကလည်းမက်ဆီကိုကြိုဆိုဖို့ရိုးရာလက်ဆောင်တွေနဲ့အတူခန်းခန်းနားနားပြင်ဆင်ထားပါတယ်။မက်ဆီဂုဏ်ပြုခြင်းမှာအရေးကြီးဆုံးကပေ90မြင့်တဲ့မက်ဆီရုပ်ထုကြီးပါဒီရုပ်ထုကြီးကိုပညာရှင်ပေါင်း45ယောက်ကရပ်ပိုင်းအတွင်းတည်ဆောက်ခဲ့တာဖြစ်ပြီးအထူးဖိုက်ဘာနည်းပညာကိုအသုံးပြုထားပါတယ်ရုပ်ထုကြီးဟာမက်ဆီကမ္ဘာဖလားကိုင်မြောက်အောင်ပွဲခံနေတဲ့ပုံရှိပါတယ်ဒီရုပ်ထုကြီးကိုမက်ဆီကကိုယ်တိုင်ဖွင့်လှစ်သွားမှာဖြစ်ပြီးကလကတ္တာမြို့တော်ဝင်ကကမ္ဘာအမြင့်ဆုံးဘောလုံးသမားရုပ်ထုကြီးအဖြစ်ဂင်းနစ်စံချိန်ဝင်နိုင်မှုမျှော်လင့်ထားပါတယ်ဒါအပြင်မက်ဆီအထိမ်းအမှတ်ချစ်ကြည်ရေးဘောလုံးပွဲအနေနဲ့မိုဟန်ဘဂန်မက်ဆီအော်စတာအသင်းနဲ့ဒိုင်မွန်ဟာဘာမက်ဆီအော်စတာအသင်းတို့ရှင်မြန်ကစားသွားကြမှာဖြစ်ပြီးတော့နှစ်ဖက်ကစားသမားတွေကိုမက်ဆီကတွေးဆုံနှုတ်ဆက်သွားမယ်လို့လည်းသိရပါတယ်မက်ဆီရဲ့ဂုတ်တိုးဟာ3ရက်ကြာမြင့်မှာဖြစ်ပြီးပရိသတ်စီကိုမမိနိုင်စရာအမှတ်တရတွေယူဆောင်လာပါလိမ့်မယ်အခုနောက်ဆုံးသိရတဲ့သတင်းတွေအရကမ္ဘာချန်ပီယံအာဂျင်တီးနားအသင်းရဲ့အသင်းကောင်းဆောင်လီယိုနယ်မက်ဆီဟာဂုတ်အိန္ဒိယတိုး2025ခီးစဉ်ဖြစ်အိန္ဒိယနိုင်ငံကို3ရက်တာခီးစဉ်ဖြစ်ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်မက်ဆီနဲ့သူ့အသင်းဘော်ဒီဖြစ်တဲ့ရိုဒရီဂိုဒီပေါ်နဲ့လူးဝစ်ဆော်ရက်တို့လည်းပါဝင်လာခဲ့ပြီးသူတို့စီးနှင်းလိုက်ပါလာတဲ့ကိုပိုင်လီရင်ဟာဒေသစံတော်ချိန်နနက်2နာရီကျော်မှဆက်ရောက်ခဲ့တာဖြစ်ပေမဲ့ပရိသတ်တွေကတော့ဒီဇင်ဘာရဲ့အေးအေးတံကိုအန်တူပြီးစောင့်ဆိုင်းနေခဲ့ကြကမက်ဆီဆိုတဲ့အော်ဒန်တွေနဲ့အတူအာဂျင်တီးနားအလံတွေကိုလွှင့်ထူပြီးလေစိတ်ထဲမှာပွဲတော်ကြီးတစ်ခုလိုခမ်းနားခဲ့တယ်လို့သိရပါတယ်မက်ဆီကိုကွန်ပျူတာအနေနဲ့အိန္ဒိယမှာပေ90မြင့်တဲ့မက်ဆီရဲ့ရုပ်ထုကိုထုတ်လုပ်ထားခဲ့ပြီးဒီကနေ့စနေနေ့မှာတော့မက်ဆီအတွက်ဂုဏ်ပြုအစီအစဉ်တွေနဲ့အစောပိုင်းကတင်ဆက်ခဲ့တဲ့မက်ဆီတို့ရဲ့ချစ်ကြည်ပွဲစဉ်ကိုပြုလုပ်သွားမယ်လို့သိရပါတယ်မက်ဆီကနောက်နေ့မှာတော့ဟိုင်ဒရာဘတ်၊မွန်ဘိုင်းနဲ့ဒေလီမြို့ကိုဆက်လက်သွားရောက်မှာဖြစ်ပြီးနိုင်ငံရေးခေါင်းဆောင်များလုပ်ငန်းရှင်များနာမည်ကြီးပုဂ္ဂိုလ်များနဲ့တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပြီးတော့တနင်္လာနေ့မှာဝန်ကြီးချုပ်နာရန်ဒရာမိုဒီနဲ့တွေ့ဆုံမှုရှိတယ်လို့လည်းသိရပါတယ်ဟိုင်ဒရာဘတ်မှာတီလန်ကာပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်တဲ့အသင်းနဲ့15မိနစ်20ကြာချစ်ကြည်အဖြစ်ပယ်နတီကန်သွင်းကြမှာဖြစ်ပြီးလော့ဆာဘတ်မှာရှိတဲ့တိုက်ခံခေါင်းဆောင်ရာဟုဂန်ဒီလည်းတက်ရောက်မယ်လို့ဆိုပါတယ်အိန္ဒိယတိုးကိုစီစဉ်သူဆာဒါဒရူဒူတာကမက်ဆီယာ2011ခုနှစ်ကအာဂျင်တီးနားအသင်းခေါင်းဆောင်ဖြစ်လာရောက်ခဲ့ပူပြီးအခုတစ်ချိန်မှာကမ္ဘာဖလားနဲ့8ချိန်မြောက်ဘလုံးတွေရောဆုရှင်ဖြစ်ရောက်ရှိလာခြင်းကအိန္ဒိယဘလုံးလောကကိုအားတက်စေလိမ့်မယ်လို့လည်းပြောဆိုသွားခဲ့ပါတယ်